အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ဖတ်ပြန်မှာကကဘာကျော်စာရေးဆရာအိုဟင်နရီရဲ့စိတ်တည်လေးကြောက်ကုန်းတဲ့အမည်ရဝိထုတို့လေးဖြစ်ပါတယ်တင်သည်ဟူစတန်မြို့တော်လမ်းညွှန်စာအုပ်တွင်သောမတ်ကီလင်၏အမည်နာမကိုရှာဖွေတွေ့ရှိလိမ့်မည်မဟုတ်ပါအကယ်၍မစ္စတာကီလင်သည်လွန်ခဲ့သည့်အချိန်တစ်လသို့မဟုတ်တစ်လကျော်ခန့်ကသူ၏လုပ်ငန်းကိုရပ်ဆိုင်းပြီးအခြားတစ်နေရာသို့ပြောင်းရွှေ့မသွားခဲ့ပါလျှင်ယနေ့တွင်ထိုစာအုပ်၌သူအမည်အားတင်ရှာဖွေတွေ့ရှိကောင်းတွေ့ရှိနိုင်မည်ဖြစ်ပါသည်မစ္စတာဂီလင်းသည်စာအုပ်ပြုစုစအချိန်ကန့်လောက်မှာပင်ဟူစတန်မြို့တော်သို့ရောက်ရှိလာပြီးစုံတော့ရုံးခန်းလေးတစ်ခုဖွင့်ခဲ့ပါသည်သူ၏စုံတော့လုပ်ငန်းဖြင့်အများပြည်သူအပေါ်ကြီးကြီးကျယ်ကျယ်ကြီးမဟုတ်ဘဲရိုးရိုးရှင်းရှင်းလေးပင်အကျိုးပြုနိုင်စေရန်သူဆောင်ရွက်သည်နာမည်ကျော်ပင်ကတန်အေဂျင်စီနှင့်ပခုံးချင်းရှင်နိုင်လောက်အောင်အထိသူကရည်မှန်းချက်ကြီးကြီးမားမားမထားပါတက်ဆွန်စံပြဆွန်းဆွန်းဆာဆာထောက်လှမ်းရမှုနေသောအမှုမျိုးကိုသာသူကပိုကြိုက်ပါသည်လုံးရှင်တူကသူ့ဝန်တန်းတူ၏အကျင့်စာကားကိုထောက်လှမ်းခိုင်းလာလင်သို့မဟုတ်လေမျိုးသမီးတူကသူမအပေါ်စိတ်ဝင်စားမှုနေစားပြုလာသည့်လေယောက်ျား၏ခြေလမ်းများကိုစောင့်ကြည့်ခိုင်းတဲ့မျိုးဆိုလင်ထိုအမှုမျိုးကိုလက်ခံလှုပ်ဆောင်ပေးမိဆုံးတော့သည်မစ္စတာကီလင်းသာဖြစ်ပါကြသည်သူကအေးအေးဆေးဆေးနှင့်စာပေလေးလာရေးကိုဝါသနာပါပြီးစာတွေအစိုးအမိတ်တီဝရီများ၌မွေးလျော်နေသူဖြစ်သည်ကာဘိုရီအောတို့ကွန်နန်ဒရိုင်းတို့၏ဝိထုများကိုဖတ်သည်ပြီးတော့သူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သောစုံတော့ဘဝတွင်တနေ့နေ့တစ်ချိန်ချိန်၌ယခုတည်းကြီးမြင့်သည့်ယာရုနေရာကိုရောက်ရမည်ဟုမျှော်လင့်ထားသူဖြစ်သည်သူသည်အရှိဘက်ကမ်းခြေနယ်မြေရှိစုံတောက်ဌာနကြီးတစ်ခုတွင်အစစ်နှင့်ယာရုတနေရာ၌လုပ်ခဲ့ပူသည်ထိုနေရာတွင်ယာရုတက်ဖို့လွန်စွာနှီးသည်ဖြစ်ရာပူ၍တက်လန်းရှိမည်အနောက်ဘက်ကမ်းခြေသို့ပြောင်းရွှေ့ရန်သူဆုံးဖြတ်ခဲ့ရသည်နှစ်အနည်းငယ်အတွင်းဒေါ်လာ900များစုဆောင်းရရှိခဲ့သည်ထိုငွေများကိုအသီးမိတ်ဆွေတို့ကမိတ်ဆက်စာရေးပေးလိုက်၍တည်ကျွမ်းရသည့်ဟူစတန်မြို့မှလုပ်ငန်းရှင်တို့၏မိကန်တစ်တာထဲတွင်သူသိသိအနံ့ထားခဲ့သည်သူသည်မထင်ရှားသောလန်ဒလန်တဲရှိအဆောက်အအုံတစ်ခု၏ပေါ်တွင်ရုံးခန်းငယ်လေးတစ်ခုကိုငှားရမ်းခဲ့သည်သူ၏လုပ်ငန်းကိုင်ငန်းကိုဖော်ပြသည့်ဆိုင်းဘုတ်လေးတစ်ခုခြေဆွဲလိုက်သည်ပြီးတော့ဒရိုင်း၏ရှောက်လောက်ဟုံးဝတ္ထုများထဲမှတအုပ်ကိုဖက်ရှုရင်းအမှုသည်များကိုစောင့်မျှော်နေပါတော့သည်သူသာလျင်လှုပ်ရှင်သူသာလျင်လှုပ်သားဖြစ်နေသည့်သူ၏ဆုံးတော့ရုံးခန်းလေးဖွင့်ပြီး3ရက်ကြာသောအခါဖောက်တဲ့တူသူ့ထံရောက်လာပါတော့သည်အသက်26နှစ်ဝန်းကျင်သာရှိဦးမည်မိမပြိုလေးတူဖြစ်ပါသည်အေးသေးတွေအရဲမြင့်မြင့်နှင့်ဖြစ်ပြီးတက်ရက်စွာဝစ်စားဆင်ရင်ထားပါသည်သူမ၏အနက်ရောင်ကောက်ရိုးအုပ်ထုပ်ပေါ်မှပါလွာသောမျက်နှာဖုံးလေးတစ်ခုအုပ်ဆောင်ထားပြီးမစ္စတာကီလင်းညွှန်ပြသောကလထိုင်ပေါ်တွင်ထိုင်ပြီးသောအခါ၎င်းမျက်နှာဖုံးလေးကိုအုတ်ထုပ်နောက်စီသို့လှမ်းတင်လိုက်ပါသည်သူမသည်ဆုရှပြီးနီလာရောင်တောက်နေကြသည့်မျက်လုံးကလေးများနှင့်နူးညံ့သိမ်မွေ့၍တန်းစင်ချုံမွေ့လွန်းလာသောမျက်နှာပိုင်းရှင်တို့ဖြစ်တော်လဲအမူအရာကအတန်းငယ်စိတ်လှုပ်ရှားကနာမငြိမ်သောအသွင်ရှိပါသည်ကျမလူကြီးမင်းစီကိုလာရောက်တွေ့ဆုံရတဲ့အကြောင်းရင်းကတော့ဒီလိုပါရှင်သူမကနူးညံ့ချိုသာတော်လဲဝမ်းနဲ့ကြေကွဲသည့်လေတံတင်တင်ဖြင့်စတင်၍ပြောလာပါသည်လူကြီးမင်းကဒီမြို့မှာတခြားလူတွေနဲ့စာရင်လူသစ်တူဖြစ်နေတာရဲ့ပြီးတော့ကျမရဲ့ကိုရေးကိုယ်တာကိစ္စရက်တွေကိုဘယ်အသည့်မိတ်ဆွေတွေနဲ့မှမတိုင်ပင်ရဲတာရဲတွေကြောင့်ပါကျမယောက်ျားရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ပေးဖို့အတွက်ကျမလူကြီးမင်းကိုအလုပ်အပ်လိုပါတယ်ကျမယောက်ျားဟာကျမကိုချစ်ခင်မှုမရှိတော့ဘူးလို့ထင်ပါတယ်အခုလိုလူကြီးမင်းကိုထုတ်ပြောရတာကိုကကျမအဆက်ကွဲလာပါပြီကျမနဲ့လက်မထက်ခင်သူဟာသူငားနေတဲ့အိမ်ကအင်ရှင်မိသားစုနဲ့ပတ်သက်နေတဲ့မင်းကလေးတူနဲ့မြစ်တံမျှခဲ့ကြဘူးပါတယ်ကျမတို့နှစ်ယောက်လွန်ခဲ့တဲ့9နှစ်ကလက်ထပ်ခဲ့ကြတယ်အလွန်ပျော်ရွှင်ချမ်းမြေ့စွာပါပဲဒါပေမဲ့အခုမကြာခင်အချိန်လေးအတွင်းမှာအဲ့ဒီမင်းကလေးဟာဒီဟူစတန်မြို့ကိုပြောင်းရွှေ့ရောက်ရှိလာပါတယ်သူတို့နှစ်ယောက်ပြန်တွေ့ပြီးကျမယောက်ျားကအဲ့ဒီမင်းကလေးရဲ့ပေါ်တန်ရောစင်ပြန်တွေ့နေပြီဆိုတာမတင်ကားပွဲအကြောင်းအချက်အလက်တွေကျမမှရှိလာခဲ့ပါတယ်လူကြီးမင်းကကျမယောက်ျားရဲ့လှုပ်ရှားမှုတွေကိုအနီးကပ်နိုင်သည်မြနီးနီးကပ်ကပ်ထောက်လှမ်းပြီးကျမကိုသတင်းပြန်ပို့စေချင်ပါတယ်ကျမဒီရုံးခန်းကိုတရက်ချာလူကြီးမင်းချင်းနဲ့အချိန်လာပါမယ်
လူကြီးမင်းသိရှိထောက်လန်းလာသမျှကျမလေ့လာဖို့ပါကျမရဲ့နာမည်ကတော့ Mrs. R ပါတယ်ကျမယောက်ျားကိုတော့လူတိုင်းသိကြပါတယ်သူကလမ်းထဲမှာကြောက်မြတ်ရတနာရောင်းဝယ်တဲ့ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်လူကြီးမင်းကိုဒီကိစ္စဆောင်ရွက်ပေးရတဲ့အတွက်ကျမကဆောင်ရွက်ခကောင်းကောင်းပေးပါမယ်ကဲရော့အလုပ်စလုပ်နိုင်ဖို့အတွက်ဒေါ်လာငွေ20ပါရှင်မင်းကလေးကငွေစက်ကူကိုမစ္စတာကီလင်းတို့လှမ်းပေးလိုက်ပါသည်မစ္စတာကီလင်းကဒီလိုစုံဒုက္ခအပေးခံရသည့်ကိစ္စတွေမှာသူ့အတွက်အထူးအဆန်းမဟုတ်ဘဝတစ်လျှောက်လုံးမပြတ်ကြုံတွေ့နေရသည့်ဖြစ်ရိုးဖြစ်စဉ်ကိစ္စမျိုးကဲ့သို့အလေးအနက်မထားဟန်ဖြင့်လှမ်းယူလိုက်သည် Mrs. R.E. လိုအင်စန္ဒပြေးဝသည့်အထိတစ္ဆာရှိစွာဆောင်ရွက်ပေးသွားမည်အကြောင်းသူကအာမခံလိုက်ပါသည်ထို့နောက်ပထမဦးဆုံးသတင်းကိုရယူရန်နောက်တစ်နေ့မွန်လွယ်ပိုင်း4နာရီတွင်ပြန်လာရန်ပြောကြားလိုက်ပါသည်နောက်တစ်နေ့တွင်မစ္စတာကီလင်းသည်သူ၏စစ်စင်ရေးစတင်ရန်အတွက်လိုအပ်သောစုံစမ်းထောက်လှမ်းမှုများကိုပြုလုပ်ပါတော့သည်ကျောင်းမြတ်ရတနာဆိုင်ကလေးကိုသူရှာဖွေတွေ့ရှိသည်သူ၏လက်ပတ်နာရီမှချောင်းနေသောမှန်ကိုပြန်ကျက်ရန်ဟုအကြောင်းပြဟန်ဆောင်၍ဆိုင်တွင်သို့ဝင်ခဲ့သည်ကြောက်ကုန်တဲ့မစ္စတာအာသည်အသက်35နှစ်ခန့်သာရှိဦးမည်ဟုခန့်မှန်းရသည်အမူအရာတည်ငြိမ်အေးဆေး၍လုံလဝရိယရှိမည်လူမျိုးဖြစ်ပုံရသည်သူ၏ဆိုင်ကလေးကသေးငယ်ပါ၏သို့သောလက်ရွေးစင်ပစ္စည်းကောင်းများအမျိုးစုံရှိသည်အရွယ်အစားအမျိုးမျိုးစိတ်များကြောက်မြတ်ရတနာများနာယီများများစွာရှိနေသည်နောက်ထပ်ကြိုးစား၍စုံစမ်းဖော်ထုတ်ရချက်ကမစ္စတာအာသည်အလွန်ကိုချင်းသိက္ခာတရားပြေဝကောင်းမွန်သူဖြစ်ပြီးအတော့အစားလဲကင်းမဲ့ကအချိန်တိုင်းသူ၏အလုတ်ခုံနေရာတွင်သာမပြတ်ရှိနေတတ်သည်ဆိုသောအချက်ပင်ဖြစ်ပါတော့သည်မစ္စတာကီလင်းသည်ထိုနေ့ကရတနာဆိုင်၏အနီးနားဝန်းကျင်တွင်နိုင်ပေါင်းများစွာအချိန်ဖြုံးရင်းစောင့်ကြည့်ခဲ့ရာအကျိုးကျေးဇူးတစ်ခုရရှိခဲ့ပါသည်၎င်းကတစ်လွင်တောက်ပစွာဝစ်စားဆင်ရင်ထားသောသပင်နက်နက်မျက်လုံးနက်နက်နှင့်မိမပြိုလေးတဦးသည်ရတနာဆိုင်ထဲသို့ဝင်သွားသည်ကိုမြင်တွေ့လိုက်ရခြင်းဖြစ်ပါသည်သူကဆိုင်ထဲဘာဖြစ်နေသည်ကိုမြင်ရနိုင်သောအကွာအဝေးအထိဆိုင်နာသို့တူးကပ်သွားလိုက်သည်မိမပြိုသည်မိမိကိုမိမိယုံကြည်မှုအပြည့်ဖြင့်ပင်ဆိုင်အတွင်းဘက်သို့လမ်းလျှောက်ဝင်သည်ငွေကောင်တာကိုမှီလိုက်ပြီးမစ္စတာအာနှင့်ရင်းနှီးနှီးပင်စကားပြောသည်မစ္စတာအာကသူ၏အလုပ်ခုံမှမတ်တပ်ထရသည်ထို့နောက်နှစ်ဦးသာတူတူဖြင့်မိနစ်အတိုင်ငယ်ကြာမြစကားပြောကြသည်နောက်ဆုံးတော့ဆိုင်ပိုင်ရှင်သည်မိမပြိုသို့ငွေရင်းကားအချို့ပေးလိုက်သည်ငွေရင်းကားပြားများမိမပြို၏လက်ထဲသို့အရောက်ကလင်ကနေမြည်သွားသောအတန်ကိုပင်စုံတော်ကြီးကြားလိုက်ရပါသည်တင်းနောက်ဝဲထိုမိမပြိုသည်ဆိုင်ထဲမှထွက်လာကလမ်းမကြီးအတိုင်းပြန်စံသွက်လက်စွာလမ်းလျှောက်ထွက်ခွာသွားတော့သည်မစ္စတာကီလင်း၏အမှုသည်ကချိန်ထားသည့်အချိန်တိတိကျကျပင်ရုံးခန်းတွင်ရောက်ရှိနေပါသည်စုံတော်ကြီးအနေဖြင့်သူမတန်တရားကိုထောက်ခံအင်အားဖြည့်ပေးနိုင်မည့်အကြောင်းအချက်တစ်စုံတရာရရှိလာခဲ့ခြင်းရှိမရှိသိလိုသည့်စန္ဒပြင်းပြနေပုံရသည်စုံတော်ကြီးကသူမြင်တွေ့ခဲ့ရသမျှသူမအားပြောပြလိုက်ပါသည်အဲ့ဒီကောင်မပေါ့ရတနာဆိုင်အတွင်းသို့ဝင်လာသည့်မိမပြူ၏ပုံပန်းတရံကိုစုံတော်ကြီးကဖော်ပြလိုက်သောအခါ၌သူမကဣနေပြောလေသည်အမလီအရှိမရှိရဲတင်းနေလိုက်ကြတာနော်ဒါဆိုချားစ်ကလည်းဒီကောင်မကိုငွေရီပေးနေတာပေါ့အမလီဒီအခြေအနေတွေတောင်ရောက်နေကြပြီတဲ့လားမိမပြိုကဝမ်းနဲ့နာကြည်သောဟန်ဖြင့်သူမ၏မျက်ရည်များကိုလက်ကင်ပေါ်ဖြင့်တုပ်လိုက်သည်စုံတော်ကြီးက Mrs. R ဒီကိစ္စမှာခမည်းရဲ့စန္ဒာကဘယ်လိုလဲဘယ်အခြေအနေအတိုင်းအတာအထိကျွန်တော်ကစုံစမ်းထောက်လှမ်းမှုတွေဆက်လုပ်ပေးစေချင်ပါသလဲဟုမေးလိုက်ပါသည်ကျမတန်တရားရှိခဲ့တာတွေတကယ်အမှန်တွေပဲလို့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ကျမကိုယ်တိုင်မျက်စိနဲ့တက်အပ်သေးချာတွေ့ကြပါတယ်တက်သေးတွေလည်းလိုချင်ပါတယ်ဒါမှကျမသူ့ကိုကွာရှင်းပြည့်စဲလိုကြောင်းရုံးတော်မှာလျှောက်ထားနိုင်မှာပေါ့ဒီလိုဘဝမျိုးနဲ့ကျမရှေ့ဆက်ပြီးကြာမနေချင်တော့ပါဘူးထို့နောက်သူမသည်ဒေါ်လာ30တန်ငွေစက်ကူတစ်ရွက်ကိုစုံတော်ကြီးသို့လှမ်းပေးလိုက်သည်နောက်တစ်ရက်ခြားတွင်သူမသည်မစ္စတာကီလင်းထံမှသတင်းပို့ချက်များကိုနားထောင်ရန်မစ္စတာကီလင်း၏ရုံးခန်းသို့ရောက်လာသောအခါမစ္စတာကီလင်းကဤသို့ပြောကြားပါသည်ဒီနေ့မွန်းလွဲပိုင်းမှာမဟုတ်ကအကြောင်းတစ်ခုပြပြီးကျွန်တော်ရတနာဆိုင်ကိုသွားခဲ့တယ်အဲ့ဒီကောင်မလေးကဆိုင်မှာရောက်နေနေပြီဗျဒါပေမဲ့ကြာတော့မနေဘူးကောင်မလေးကပြန်ထွက်မသွားခင်မှာပဲဒီလိုပြောတယ်ချာလီရေရှင်ကြံပြုတ်တဲ့အတိုင်းဒီနေ့ညကျမတို့ပြောစရာကောင်းတဲ့ညစာလေးအတူစားကြရအောင်လားပြီးတော့ဆိုင်ကိုပြန်လာကြမယ်
ရှင်ကအပိမတက်ရသေးတဲ့စရင်တိုးလေးမှာစိန်တွေတက်တဲ့အလုပ်ကိုလက်စတက်နေတော့ဘယ်သူမှအနှောက်အယှက်မရှိပဲကျမတို့စကားကောင်းကောင်းပြောကြတာပေါ့တဲ့ဒီညာပဲ Mrs. R ကျွန်တော်ထင်တယ်လေဒီအချိန်ဟာခမည်းယောက်ျားနဲ့သူရဲ့မပြတ်နိုင်သေးတဲ့ငယ်ကြီးစားတို့ချိန်တွေ့တာကိုခမည်းကိုယ်တိုင်မျက်မြင်တအပ်တွေ့မြင်နိုင်ဖို့ပြီးတော့အကြောင်းအချက်တွေဘယ်လိုရှိတယ်ဆိုတာခမည်းစိတ်ကြိုက်ဆုံးဖြတ်နိုင်ဖို့အကောင်းဆုံးအချိန်ပဲလို့ Mr. ကီလင်းစကားအဆုံးမှာလူယုံမှာမြဝင်းဝင်းတောင်းနေသောမျက်လုံးအဆုံးဖြင့်မိမပြိုကအီနေအော်ဟစ်လိုက်ပါသည်ကျမကိုညနေစာစားရင်သူပြောသွားတာကတော့သူဒီညအရေးတကြီးအလုပ်ကိစ္စရှိလို့အိမ်ပြန်နောက်ကျမယ်တယ်လေဒီနည်းတွေသုံးပြီးကျမကွယ်ရမှာအလီလျှောက်လိုက်နေတာပေါ့ကျွန်တော်အကြံပေးချင်တာကစုံတုတ်ကြီးကပြောသည်ခမည်းကစိုင်းတဲ့အရင်ဝင်ပြီးပုံနေဒါမှသူတို့နှစ်ယောက်ဘာတွေပြောကြတယ်ဆိုတာခမည်းအားလုံးကြားရမယ်ခမည်းတော်လောက်ပြီလို့ယူဆတဲ့အချိန်မှာအတိတက်သေးတွေလန့်ခေါ်လိုက်အဲ့ဒီတက်သေးတွေရှေ့မှောက်မှာပဲခမည်းယောက်ျားနဲ့ခမည်းရင်ဆိုင်စကားပြောတော့ပေါ့ဟုတ်ပြီကျမစဉ်းစားမိတာတစ်ချက်ရှိတယ်ဟော်ရီလန်တက်လျှောက်ကျမတို့ရတနာဆိုင်တဝိုက်ကိုပါကင်းတာဝင်ကြတဲ့ရေသားတစ်ယောက်ရှိတယ်သူကကျမတို့မိသားစုနဲ့လည်းတီကျွမ်းရင်းနှီးနေတဲ့လူပဲမိုးချုပ်ပြီးစားအချိန်ဆိုရင်သူ့တာဝန်နဲ့ကျမတို့ရတနာဆိုင်နီးတစ်ဝိုက်ကိုရောက်လာတတ်တယ်ရှင်သူ့ကိုသွားတွေ့ပြီးအကျိုးအကြောင်းအလုံးသူ့ကိုပြောပြပါလားကျမကနားထောင်တာတင့်တော်လောက်ပြီးလို့ထင်တဲ့အချိန်မှာခေါ်လိုက်မယ်ရှင်တဲ့အဲ့ဒီရဲတပ်သားတို့နှစ်ယောက်ကအသီးသက်သေးတွေအဖြစ်ရောက်လာပြီးပေါ့မကောင်းဘူးလားမိမပြိုကဤသို့ပြောသည်ကျွန်တော်သူနဲ့သွားတွေ့ပြီးပြောပါမယ်စုံတုတ်ကြီးကပြောသည်ကျွန်တော်တို့ကိုကူညီဖို့လဲနားချပေးပါမယ်ဒီတော့ဒီညသူတို့ကိုထောင်ချောက်စင်ဖမ်းဖို့အစီအစဉ်တွေလုပ်ရအောင်ခမည်းကကျွန်တော်ရုံးခန်းကိုညမိုးမချုပ်ခင်အချိန်လေးမှာရောက်အောင်ပြန်လာပြီးပါလားစုံတုတ်ကြီးသည်ထူရဲသားအားလိုက်လံရှာဖွေသည်တွေ့ရှိသည်နှင့်အခြေအနေရဲရဲအားရှင်းလင်းပြောပြလိုက်ပါသည်ရဲစရာကောင်းနေပြီတရားဥပဒေစိုးမိုးရေးကိုကာကွယ်ဆောင်ရှောက်ပေးနေရသူရဲသားကြီးကဤသို့ဆိုသည်အဲ့ဒီအားဆိုတဲ့ကောင်ကမိမရှို့တဲ့သူမှငါမသိဘူးဒါပေမဲ့လေအေးလေကွာဘယ်သူအကြောင်းမှတည်းတည်းပြောလို့ရတာမဟုတ်ဘူးကွာဒီတော့သူမိမကသူ့ကိုဒီညလက်ပူးလက်ချက်ဖမ်းကျင်နေဆိုင်တဲ့အရင်ဝင်းပုံနေပြီးသူ့ယောက်ျားနဲ့ဟိုကောင်မလေးပြောတာတွေနားထောင်ကျင်နေဟုတ်လားငါသိတာတော့အဲ့ဒီဆိုင်ရဲ့နောက်ဘက်မှာအခန်းသေးသေးလေးတစ်ခုပဲရှိတယ်အာကမိသွေးတွေနဲ့သူ့ရဲ့ဘူးဟောင်းတွေထားတဲ့အခန်းပဲအခန်းတစ်ခုကြားတကားကတော့ခတ်ထားတတ်တယ်ဟုတ်တယ်အေးဒါပေမဲ့အမျိုးသမီးကိုအဲ့ဒီအခန်းလေးကတဆင့်ဆိုင်မာကြီးတဲ့ရောက်အောင်ပို့ပေးထားနိုင်ရင်တော့အဲ့ဒီမှာပိုးစရာနေရာတွေရှိတယ်ငါဒီအလုပ်မျိုးတွေမှာဝေမပတ်သက်ချင်ဘူးကွာဒါပေမဲ့အဲ့ဒီအမျိုးသမီးကိုငါကိုရင်းစာသနာမိပါတယ်ငါတို့ခလေးပွားတွေကလေးကတီကျွမ်းခင်မင်ခဲ့ကြတာပဲဒီတော့သူလှုပ်ချင်တာလုံနိုင်အောင်ကူညီပေးရတာငါစိတ်ထဲဘလို့မှမရှိပါဘူးလေညမမောင်ခင်အချိန်ကလေးတွင်စုံတောက်ကြီး၏အမှုသေးသည်စုံတောက်ကြီး၏ရုံးခန်းသို့တုတ်တိတုတ်ပြဖြင့်ဝင်ရောက်လာသည်အ내ရောင်ရိုးရိုးအဝတ်ကိုဝတ်ဆင်လာသည်အ내ရောင်အုတ်ထုပ်အဝိုင်းတစ်ခုကိုစောင်းလာကမျက်နှာတွင်မျက်နှာဖုံးတစ်ခုလွှမ်းထားသည်ချာလီမြင်ရင်ကျမကိုမှတ်မိမှာမဟုတ်ဘူးဟုသူမကပြောသည်စုံတောက်ကြီးနှင့်အမျိုးသမီးတို့သည်ကျောင်းမြရတနာဆိုင်မျက်နှာချင်းဆိုင်ရှိတစ်ဖက်လမ်းမအတိုင်းဖြည်းဖြည်းလျှောက်ခဲ့ကြသည်သူနှင့်၈နာရီထိုးကန်နီးကန်တွင်သူတို့စောင့်ဖမ်းမိမိမပြိုသည်ရတနာဆိုင်အတွင်းသို့ဝင်သွားလေသည်ဝင်သွားပြီးချက်ချင်းဆိုသလိုမှပင်သူမနှင့်မစ္စတာအာအတူတူပြန်ထွက်လာသည်မစ္စတာအာ၏လက်ကိုတွဲချိတ်လျက်ဖြစ်သည်ထို့နောက်ခတ်သွက်သွက်လျှောက်သွားကြပါတော့သည်ညစာသွားစားကြရန်ဖြစ်လေသည်စုံတောက်ကြီးကအမှုတဲ့အမျိုးသမီး၏လက်မောင်းကိုထိမိရာတုံရင်းနေသည်ကိုတွေးရလေသည်အမျိုးသမီးကအော်နှလုံးနာဖို့ကောင်းတဲ့လူဟုခါသီးစွာရေရွတ်လိုက်သည်သူကတော့အခုလိုအငိမ့်စားအပြန်စားအပြက်မလေးနဲ့ထွက်လဲနေတော့ကျမကအိမ်မှာနုံနုံအားအားနဲ့သူ့အပြန်ကိုစောင့်နေမှာပဲလို့ထင်နေမှာအိုးယောက်ျားတွေရဲ့တစ္ဆာမဲ့ပုံတွေလေမစ္စတာကီလင်းသည်ရတနာစတိုးဆိုင်၏နောက်ဘက်ခြမ်းသို့တရက်ရောက်နိုင်သည့်လမ်းကြားတစ်ခုအတိုင်းအမျိုးသမီးအားခေါ်ဆောင်သွားသည်နောက်ခန်း၏အပြင်တကားမှာတော့ခတ်မထားထို့ကြောင့်သူတို့အတွင်းသို့ဝင်ခဲ့ကြသည် Mrs. R ကဤသို့ပြောသည်ကျမယောက်ျားအမြဲလှုပ်လေးရှိတဲ့အလုပ်ခုံနာမှာစပွဲကြီးတစ်လုံးရှိတယ်စပွဲကင်းတွေကအကျမ်းပြင်အထိဖုံးထားတယ်ကျမအဲ့ဒီအောက်ကိုရောက်နိုင်ရင်သူတို့ပြောသမျှစကားတစ်လုံးမကြံကြားနိုင်ပါပဲ
စုံတောက်ကြီးသည်သူ၏အိတ်ကပ်အတွင်းမှအေယာမတော်သူအတွဲကြီးတစ်ခုအားဆွဲထုတ်လိုက်သည်ခဏအတွင်းမှာပင်ရတနာဆိုင်အတွဲတကားကိုဖွင့်နိုင်သောတော်သူတစ်ခုကိုရွေးထုတ်ပြီးဖွင့်နိုင်ခဲ့သည်ဆိုင်အတွင်းဝယ်မီးအားအနှိမ်ဆုံးဖြင့်ထွန်းထားသောဓာတ်ငွေ့မီးအိမ်မှမီးရောင်မိန်မိန်လေးလင်းနေပါသည်အမျိုးသမီးကဆိုင်အတွင်းသို့လှမ်းဝင်ပြီးဤသို့ပြောသည်ကျမတကားကိုအတွင်းကကလန်ထိုးထားလိုက်မယ်ရှင်ကကျမယောက်ျားနဲ့အဲ့ဒီကောင်မနောက်ကိုလိုက်သွားပါညနေစာစားနေကြလားကြည့်ပါစားနေကြတယ်ဆိုရင်သူတို့ပြန်လာဖို့လှုပ်ထားနဲ့ရှင်ကဒီကိုအရင်ပြန်လာပါရှင်ပြန်လာကြောင်းကိုကျမသိအောင်တကားကိုလက်နဲ့သုံးချိန်ခောက်ပြပါသူတို့နှစ်ယောက်စကားပြောနေကြတာကိုကျမစိတ်တိုင်းကျနားထောင်ပြီးပြီဆိုရင်ကျမဒီတကားကလန့်ကိုပြန်ဖွင့်ပေးလိုက်မယ်ပြီးတော့ကျမတို့တရက်ခန်းစုံတွေကိုအားလုံးလူစုံတက်ဆိုရင်ဆိုင်ကြတာပေါ့သူတို့ကကျမကိုဘာထလုံမယ်မှန်ကြိုတင်မသိနိုင်တဲ့အတွက်ကျမကိုကာကွယ်ဖို့လဲရှင်လိုလိမ့်မယ်နော်စုံတောက်ကြီးသည်အေးစေးပြီးစွာပင်ပြန်ထွက်လာခဲ့ပြီးဆိုင်ပန်ရှင်နှင့်သူ၏ရီးစားဟောင်းနောက်သို့ဆက်လိုက်လာခဲ့သည်သူတို့နှစ်ဦးသည်အတန်းငယ်ကြောင်ကြသောစားတောက်ဆိုင်တစ်ခုရှိတီးတန့်ကန်လေးတစ်ခုဝယ်ရောက်ရှိနေကြပြီးရစာမှာယူထားပြီးဖြစ်ကြောင်းသူထောက်လန်းသိရှိလိုက်ပါသည်၎င်းစားတောက်ဆိုင်အနီးတွင်ရောင်လဲလဲလုံနေပြီးနောက်သူတို့နှစ်ဦးပြန်ထွက်လာသည်ကိုမြင်သည်နှင့်ရတနာဆိုင်သို့သူအမြန်ပြန်ပြေးခဲ့သည်ထို့နောက်ဖက်ခန်းသို့ဝင်ပြီးတကားကို၃ချိန်ခောက်လိုက်ပါသည်မိနစ်အနည်းငယ်အတွင်းရတနာဆိုင်ရှင်ပြန်ရောက်လာကဆိုင်အတွင်းသို့အမျိုးသမီးငယ်နှင့်အတူဝင်သွားသည်ဆိုင်ခန်းအတွင်းမှမီးရောင်သည်ပိုး၍လင်းထိန်လာသည်ကိုတကားရွက်ကျဲနေသောအပေါက်လေးမှတစ်ဆင့်စုံတောက်ကြီးမြင်တွေ့ရပါသည်ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက်ရင်းနှီးနှီးဖြင့်တွတ်စကားပြောဆိုနေကြတဲ့ကိုသူကြားနေရသည်ဘာတွေပြောနေကြသည်ကိုတော့တဲတဲကွဲကွဲမကြားရပါဆိုင်ရှိလမ်းမကြီးပေါ်သို့သူပြန်လစ်ထွက်လာပြီးဆိုင်စီသို့ပြတင်းမှတစ်ဆင့်ပြန်ကြည့်ပါသည်မစ္စတာအာကသူ့အလုပ်ခုံတွင်ပြန်၍အလုပ်လုပ်နေသည်ကိုမြင်ရသည်စံကေတာနဲ့ရောင်ဖြစ်မင်းကလေးကသူ့ဘေးဝဲအနီးကထိုင်ရင်းစကားဆိုနေသည်ကိုမြင်ရသည်သူတို့ကငါအချိန်နည်းနည်းလေးပေးလိုက်ပါဦးမယ်လေစုံတောက်ကြီးကဤသို့တွေးပြီးအေးဆေးစွာလမ်းဆက်လျှောက်ထွက်ခဲ့သည်ရဲသားကြီးကလမ်းတောင်တွင်မတ်တက်ရက်နေပါသည်စုံတောက်ကြီးကရဲသားကြီးအားမစ္စစ်အာသည်ဆိုင်အတွင်းပုံအောင်နေကြောင်းစီမံချက်အတိုင်းချုံးမွေစွာအလုပ်လုပ်လျက်ရှိကြောင်းပြောပြပါသည်ကျွန်တော်အခုနောက်ကျောင်းပြန်လှည့်တော့မယ်ကျွန်တော်အမှုတွေကသူစင်းထားတဲ့ထောင်ချောက်အတိုင်းလုပ်မယ်ဆိုကျုပ်တို့ကအစင်းသင်းဖြစ်နေဖို့လိုတယ်စုံတောက်ကြီးကဤသို့ပြောရာရဲသားကြီးကလည်းသူနှင့်အတူဆိုင်ရှိရာသို့လမ်းလျှောက်လိုက်လာသည်ထို့နောက်ပြတင်းပေါက်မှတစ်ဆင့်အတွင်းသို့တစ်ချက်ကြည့်လိုက်သည်အားလုံးတော့အစင်ချုံးမွေသွားကြပြီနဲ့တူပါတယ်တခြားမိန်းကလေးတစ်ယောက်ကိုဘယ်ရောက်နေလဲရဲသားကြီးကမေးလိုက်သည်စုံတောက်ကြီးကဘာလို့လဲဟိုမှာသူ့ဘေးမှာထိုင်းနေတာမတွေ့ဘူးလားဟုပြောသည်ရဲသားကြီးကကြုံမင်းနေတာမစ္စတာအာညစာစားဖို့ခေါ်ထုတ်သွားတယ်ဆိုတဲ့မိန်းကလေးကိုမေးနေတာစုံတောက်ကြီးကကျွန်တော်ကလည်းအဲ့ဒီမိန်းကလေးကိုပြောနေတာပဲဟုပြန်ဖြေသည်ရဲသားကြီးကစုံတောက်ကြီးကိုမင်းရောထွေးနေပုံရတယ်ကွာမင်းအခုမစ္စတာအာနဲ့ရှိနေတဲ့မိန်းကလေးကိုသိလားစုံတောက်ကြီးကအဲ့ဒါသူအပြင်ခေါ်ထုတ်သွားတဲ့မိန်းမပေါ့ဟုဖြေသည်ရဲသားကြီးကမဟုတ်ဘူးအဲ့ဒါအာရဲ့မိန်းမကွာငါသိခဲ့တာ15နှစ်ကျော်ရှိသွားပြီဟုပြောလိုက်ရာဒါဆိုဟိုဟာကစုံတောက်ကြီးစက်မပြောနိုင်တော့ပဲခိတ္တစဉ်းစားမိသည်မြတ်စွာဘုရားသခင်အဲဆိုစပွဲအောက်ကပုံနေတာဘယ်သူပါလဲစုံတောက်ကြီးသည်ရုတ်တရက်ထ၍ဆိုင်တကားကိုပြေးကန်လိုက်သည်မစ္စတာအာကဆိုင်ရှိထွက်လာပြီးတကားကိုဖွင့်ပေးသည်ရဲသားကြီးနှင့်စုံတောက်ကြီးတို့ဆိုင်အတွင်းရောက်သောအခါစပွဲအောက်ကြီးစံမြင်းမြင်းကြီးစံစုံတောက်ကအော်သည်ရဲသားကြီးကစပွဲကင်းကိုမလိုင်လိုက်ရာဝစ်စုံနဲ့တခုအနက်ရောင်မျက်နှာဖုံးတစ်ခုစပင်အနက်ဖြင့်ပြုတ်လုထားသည့်အမျိုးသမီးစပင်တူတစ်ခုတို့ကိုတွေ့ပြီးဆွဲထုတ်ယူလိုက်သည်ဒါခမရမိမလားစုံတောက်ကြီးကသူတို့အားအော်ကျင်းကြီးစွာဖြင့်ကြည်နေရှာသောမဟူရမျက်လုံးများပိုင်ရှင်မိမပြိုအားလည်းညွညွပြရင်စိတ်လှုပ်ရှားစွာမေးလိုက်ပါသည်ဆိုင်ရှင်ကသိဟုတ်တာပေါ့ကဲကျေးဇူးပြုပြီးကျုပ်သိကျင်တာလည်းဖြေဦးကျုပ်စပွဲအောက်ကိုဘာလို့အမောတကောရှာဖွေရတာလဲပြီးတော့ကျုပ်ရဲ့ဆိုင်တကားကိုပိတ်ကန်ပြီးဘာလို့ဖွင့်တာလဲအခြေအနေကိုရိတ်စားမိပြီဖြစ်သောရဲသားကြီးကကဲခမရဲ့ရတနာတွေထားတဲ့မှန်တစ်တာကိုတေချာလေးအရင်စစ်ဆေးကြည့်ပါဦးဤသို့ဝင်ပြောလိုက်ရပါသည်ပျောက်ဆုံးနေသောစိန်လက်စွပ်များနာယီများဤတန်ဖိုးကစုစုပေါင်းဒေါ်လာ800ဘိုးရှိသည်
နောက်တစ်နေ့တွင်စုံတောက်ကြီးသည်ထိုတံပိုးကိုပေးလျော်လိုက်ရပါသည်ထိုနေ့ညဆိုင်ပိုင်ရှင်အားအခြေအနေအလုံးကိုရှင်းလင်းပြောပြပြီးတနာရီခန့်အကြာတွင်စုံတောက်ကြီးမစ္စတာသောမတ်ကီလင်းသည်သူ၏ရုံးခန်းတွင်ထိုင်၍လူလင်လူညာ၏ရုပ်ပုံကိုလူဆိုးမှတ်တမ်းဓာတ်ပုံအယ်ဘမ်များတွင်ရှာရင်းအလုပ်ရှုပ်နေပါတော့သည်နောက်ဆုံးတော့သူအားနှစ်ပေါက်တစ်ပေါက်ရိုက်၍ကရုံးပေါ်ထိတ်ကွက်သွားသည့်တစုံတစ်ယောက်သောသူ၏ဓာတ်ပုံကိုရှာဖွေတွေ့ရှိခဲ့ပါသည်ရှာဖွေရင်းလုပ်ငန်းကိုရပ်၍ကိုယ်စပင်ကိုစောင့်ဆွဲမိခဲ့ရပါတော့သည်သူတွေ့ရှိခဲ့ရသည်ကချောမောလှပသောမျက်နှာပုံသဏ္ဍာန်ရှိသည့်လူငယ်တစ်ဦး၏ဓာတ်ပုံအောက်တွင်အောက်ပါအတိုင်းမှတ်ချက်တစ်ခုရေးသားဖော်ပြထားရှိပါသည် James H. Michaels ခေါ် Slit Simon ခေါ်ငုံနေသောမုတ်ဆိုးမခေါ်ဘန်ကိုကိတ်ခေါ်မွေမင်းသားဂျင်မီယုံလောက်အောင်လင်ညာတတ်သည့်ဖောက်ထွင်းဝိဇ္ဇာတစ်ခုတူများသောအားဖြင့်အမျိုးသမီးအသွင်သဏ္ဍာန်ဖြင့်အလိုလိုလေးရှိသည်အလွန်ပြည့်စွာလိမ်နိုင်ပြီးအန်ဒီရရှိသူကင်းဆက်မြို့တော်အော့ရှ်ကိုမြို့နယူးအော်လင်းမြို့နှင့်မီဝေါ်ကီမြို့များတွင်ရဲတပ်ဖွဲ့မှအလိုရှိနေသူဤသည်ကမစ္စတာသောမတ်ကီလင်းဆိုသူစုံတောက်ကြီးသည်ဟူစတန်မြို့ရှိသူ၏စုံတောက်လုပ်ငန်းအားဆက်မလုပ်ဘဲရပ်ဆိုင်းပစ်ခဲ့ရသောအကြောင်းဖြစ်ပါတော့တည်းအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်